ရှေးလွန်လေပြီးတဲ့အခါတီဝီတိုင်းဇေတုတ်ထန်နကိုပြည်ကြီးကိုအုတ်ချုပ်မင်းလုပ်တော်မူတဲ့တိမ်စီမင်းကြီးနဲ့ဖိုတတီမိဖုရားကြီးတို့ထံကနေဒါနပါရမီရှင်ဝေတန်တရားမင်းသားကိုဖွားမြင်တော်မူခဲ့ပါတယ်ရှင်။ဝေတန်တရားမင်းသားဟာငယ်စဉ်ကလေးဘဝကလေးကပင်လူဒန်းလူစိတ်အလွန်ပြင်းပြခဲ့ပြီးအရွယ်ရောက်လာတဲ့အခါမိမိရဲ့စီးစိတ်ဥစ္စာတွေကိုနေ့စဉ်မပြတ်ပေးကမ်းစွန့်ကြဲခဲ့ပါတယ်ရှင်။မင်းသားဟာစင်းရဲသားတွေကိုဂယုဏလွမ်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးအပြုံးမပြတ်လူဒန်းလိရှိပါတယ်ရှင်။အရွယ်ရောက်တော့မဒီဒေဝီနဲ့ထမ်းများပြီးတဲ့နောက်သားတော်ဇာလီမင်းသားနဲ့သမီးတော်ကနာစိတ်မင်းသမီးဆိုတဲ့ရင်သွေးရတနာနှစ်ပါးထွန်းကားခဲ့ပါတယ်ရှင်။တနေ့မှာတော့မိုးကောင်ရေရှားလို့ငတ်မုတ်ခေါင်းပါမှုပေးဆိုင်နေတဲ့ကာလင်ကကိုင်းကပုံနှောင်းတွေဟာဇေတုတ်ထွဲ့ငကိုပြည်ရဲ့ကြက်တရီဆောင်မိုးလေဝသမှန်ကန်စီတဲ့ဖိစရအမိရှိတဲ့မင်္ဂလာစင်ဖလူတော်ကိုလာရောက်တောင်းခံကြပါတယ်ရှင်။ဝေတန်တရားမင်းကြီးဟာနှမျောတွန့်တိုလို့မရှိဘဲရေဆက်ချပြီးဝမ်းမြောက်ဝမ်းသာလှူဒန်းလိုက်ပါတယ်ရှင်။ဒါပေမဲ့တိုင်းသူပြည်သားတွေကတော့အလွန်တုံမင်းဒေါသထွက်သွားပြီးတိမ်စီမင်းကြီးထံသွားရောက်ကဝေတန်တရားမင်းကြီးကိုတိုင်းပြည်ကနေနှင်ထုတ်ဖို့စံတက်ပြတောင်းဆိုကြပါတော့တယ်ရှင်။ဝေတန်တရားမင်းကြီးဟာပြည်သူတွေရဲ့အမျက်ဒေါသကိုတည်ငြိမ်အေးချစွာလက်ခံနေပြီးမထွက်ခွာခင်စင်မြင်ယထာကျွန်းစတာတွေကို900စီလူဒန်းတဲ့တတကမဟာအလူကြီးကိုပေးခန်းခဲ့ပါသေးတယ်ရှင်။မိဖုရားမဒီဒေဝီဟာလည်းနန်းတော်ရဲ့ချမ်းသာဒုက္ခကိုဆုံးခွာပြီးခမင်းဖြစ်သူနဲ့အတူသားတော်သမီးတော်တွေကိုခေါ်ဆောင်ကလိုက်ပါဖို့ခိုင်မာစွာဆုံးဖြတ်ခဲ့ပါတယ်ရှင်။ယထာပြတ်သက်နဲ့ထွက်ခွာလာတဲ့သူတို့မိသားစုကိုလမ်းကလပ်မှာပုံနာတွေကမြင်းတွေကိုလာရောက်တောင်းခံကြတော့ပြုံးရွှင်စွာလူဒန်းလိုက်ပြန်ပါတယ်ရှင်။အဲ့ဒီနောက်ထပ်ပြီးပုံနာတဦးကယထာပြတ်သက်ကိုပါတောင်းခံပြန်တော့လေဝမ်းမြောက်စွာပဲလူဒန်းလိုက်ပြန်ပါတယ်ရှင်။အဲ့ဒီအချိန်ကစလို့မင်းကြီးကသားတော်ဇာလီကိုချီပိုးပြီးမဒီဒေဝီကသမီးတော်ကနာစိန်ကိုချီပိုးလို့ခြေအိတ်ကွဲမတကျန်းတန်းနဲ့တောလန်းခီးကိုဖျက်တန်းကဝင်ကပတ်တောင်ကိုရောက်ရှိပြီးရတဲ့အတွင်းနဲ့တရားကျင့်ကြံနေထိုင်ကြပါတော့တယ်ရှင်။အခြားတစ်ဖက်မှာတော့ကာလင်ကတိုင်ဒုံနိဝိထားတော်မှာအိုမင်းရုပ်ဆိုပြီးလောဘရမတ်ကြီးမားလာတဲ့စူးစကားပုံနာကြီးရှိပါတယ်ရှင်။သူ့ရဲ့ငယ်ရွယ်လာပတဲ့ဇနီးအမိတ်တာတာပနာဟာရေခတ်စင်းချိန်မှာအခြားရွာသူတွေရဲ့ကဲရဲလောင်ပြောင်မှုကိုခံရတာကြောင့်စူးစကားကိုဝေတန်တရားမင်းကြီးထံကနေသားတော်နဲ့သမီးတော်တွေကိုကျွန်းအဖြစ်သွားရောက်တောင်းခံဖို့ခိုင်းစီပါတော့တယ်ရှင်။စူးစကားပုံနာလေမယားကိုချစ်ကြောက်တဲ့စိတ်နဲ့ဝင်ကပတ်တောင်ကိုခက်ခဲစွာထွက်လာခဲ့ပါတယ်ရှင်။မဒီဒေဝီတောလေးကိုတိတိရှာထွက်သွားချိန်မှာနတ်တွေကချင်းတိကြားအသွင်ဖန်ဆင်းပြီးသူမကိုအချိန်မီပြန်မလာနိုင်အောင်လမ်းပိတ်ထားကြပါတယ်ရှင်။အဲဒီအချိန်မှာဇူးစကားပွန်နာရောက်လာပြီးကလေး2ယောက်ကိုတောင်းခံပါတော့တယ်ရှင်။ဇာလီနဲ့ကန်နာစိန်တို့ဟာကြောက်လွန်းလို့ရေကန်ထဲမှာကြာဖတ်တွေစောင်းပြီးပုံအောင်နေကြပါတယ်ရှင်။ဝေတန်တရားမင်းကြီးဟာသားနဲ့သမီးကိုပြန်လဲခေါ်ယူပြီးဇူးစကားကိုရေဆက်ခါပြီးဝမ်းမြောက်ဝမ်းသာလှူဒန်းလိုက်တဲ့အခါမှာတော့မဟာပထဝီမြေကြီးကပြင်းထန်စွာတုန်ဟီးသွားပါတော့တယ်ရှင်။ဇူးစကားပုံနာကြီးဟာကလေး2ဦးကိုຫນွေကြိုးနဲ့တုပ်ပြီးမင်းကြီးရှေ့မှာတင်သွေးထွက်တန်ရိုးထစ်အောင်ရိုင်းနှက်လို့ဆွဲခေါ်သွားပါတယ်ရှင်။ကလေး2ဦးမှာမျက်ရည်မေပေါက်ပေါက်ကြပြီးဖဟင်ကိုလွှဲကြီးနဲ့အော်ဟစ်ငိုကြွေးသွားကြပါတယ်ရှင်။ဝေထန်တရားမင်းကြီးဟာသားသမီးတွေကိုချစ်လွန်းတဲ့တောကကြောင့်ရင်ကွဲမတတ်ခံစားရပြီးချောခိုင်းသွားတဲ့ကလေးတွေကိုကြည့်ပြီးမျက်ရည်ကျမိပေမဲ့ဒါနပါရမီကိုမပြတ်စည်းစေဖို့မိမိကိုယ်ကိုအပြင်းထန်ထိန်းချုပ်နိုင်ခဲ့ပါတယ်ရှင်။ညနက်မှာပြန်ရောက်လာတဲ့မဒီဒေဝီဟာကလေးတွေကိုမတွေ့ရတာကြောင့်တောတောင်အနောင်ရိုးမတတ်အော်ဟစ်ရှာဖွေရင်းပင်ပန်းနှွမ်းနယ်ကမေလဲသွားပါတယ်ရှင်။မင်းကြီးကရေစင်ပက်ဖြန်းပြီးတတိယစီပြီးတဲ့နောက်ဖြစ်ချောင်းကုံစင်ကိုရှင်းပြလိုက်တဲ့အခါမဒီဒေဝီဟာယူကျုံးမရဝမ်းနယ်ရပေမဲ့ခမင်းဖြစ်သူရဲ့ဒါနပါရမီကိုနားလေစွာနဲ့မျက်ရည်တွေကြားကနေတာရုအနုမောဒနာခေါ်ဆိုနိုင်ခဲ့ပါတယ်ရှင်။အဲ့ဒီနောက်တကြားမြင်းဟာမင်းကြီးရဲ့ဒါနကိုအထွတ်တိတ်ရောက်စေဖို့ပုံနာအိုရောင်ဆောင်ပြီးမဒီဒေဝီကိုလာရောက်တောင်းခံပြန်ပါတယ်ရှင်။ဝေတန်တရားမင်းကြီးဟာတွေးဝေခြင်းမရှိပဲဇနီးကိုလှူဒန်းလိုက်တဲ့အခါတကြားမြင့်ကဝမ်းမြောက်စွာလက်ခံပြီးမှမိမိကိုထင်ရှားပြပြီးမဒီဒေဝီကိုပြန်လေအပန်းတွင်ပြီးဆုရှိပါပေးသနာဟင်ပါတယ်ရှင်။တစ်ဖက်မှာတော့နတ်ကောင်းနှက်မြတ်တွေကဇူးစကားပုံနာကိုမျက်စီလွှေပြီးဇေတုတ်ထရနဂိုးပြည်ကိုရောက်စေခဲ့ပါတယ်ရှင်။
တိန်စီမင်းကြီးကမြေးတို့နှစ်ပါးကိုတွေ့ချင်းမှတ်မိသွားပြီးရွှေငွေအမြောက်စွာပေးကရွေးယူလိုက်ပါတယ်ရှင်။ဇူစကာပုံနာကြီးကတော့မမြင်ဘူးတဲ့စီးစိမ်တွေနဲ့အစားတောက်တွေကိုအလွန်အကျွံစားတောက်မိတာကြောင့်အစာမချေပဲဝမ်းပိုက်ခွဲကတည်ဆုံးသွားခဲ့ရပါတယ်ရှင်။အဲ့ဒီနောက်တိန်စီမင်းကြီးနဲ့ဖုတ်တတီမိဖျားကြီးတို့ကစစ်ပီးပိုပါအလုံးရင်းနဲ့ဝင်ကပတောင်ကိုခြိတက်လာပြီးတားတော်ချွေးမတော်လူကိုတွားရောက်ပြင့်ဆောင်ကြပါတယ်ရှင်။နောက်ဆုံးမှာတော့ဝေထန်တရားမင်းကြီးနဲ့မိသားစုဟာတိုင်းပြည်ကိုပြန်လည်ဝေရောက်လာပြီးပြည်သူတွေရဲ့တောင်းတောင်းဖျားဖျားချိုဆိုမှုတွေကြားမှာမင်းအဖက်ပြန်လည်အုပ်ချုပ်သွားပြီးဒါနပါရမီကိုဆက်လက်ဖြည့်ဆည်းသွားမှာတော့လေရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။